အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့1938ခုနှစ်ကိုရီးယားနိုင်ငံဂျပန်အုပ်ချုပ်ရေးအောက်ရောက်နေတဲ့အချိန်ကဖြစ်ရဆိုတစ်ခုကိုအခြေခံပြီးရိုက်ကူးထားတဲ့ The Silence ဆိုတဲ့လှုပ်ဝက်ဆန်းကျဲတုံလုံး6ချပွဲကိုရီးယားရုပ်ရှင်ဇာတ်ကားကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်လမ်းအစမှာတော့မိထွေးဖြစ်သူဟာကျမ်းမာရေးမကောင်းတဲ့ဆယ်ကျော်သက်သမီးအသက်ရှင်စုကိုစိုးမျိုးကနေမင်္ဂလေးတီးတဲ့စနက်တိုရီယန်ကျမ်းမာရေးဆောင်ရှောက်မှုကြောင်းတစ်ခုစီကိုကားနဲ့လာပို့ခဲ့ပါတယ်ဒီကြောင်းဟာဖျားနာနေတဲ့မိန်းကလေးတွေကိုအစားအသောက်စနစ်တကျကျွေးမွေးပြီးဆေးဝါးတွေနဲ့ကုသပေးတဲ့နေရာတစ်ခုပါရှင်စုကိုကမိသားစုနဲ့မခွဲခွာခြင်းပေမဲ့မိထွေးကတော့သူမကိုဒီကြောင်းမှာပဲထားခဲ့ဖို့အတင်းကျပ်လုပ်ခဲ့ပါတယ်သူမကတော့ခင်မုန်းဖြစ်သူရှိရာတူဂျုံမြို့ကိုလိုက်သွားဖို့အစီအစဉ်ရှိလို့ပါကျောင်းကမိန်းကလေးတွေကတော့ကျောင်းသားအစ်စ်လေးရောက်လာတာကိုပြတင်းပေါက်ကနေစိတ်ဝင်စားနဲ့လှမ်းကြည့်နေကြပါတယ်ကျောင်းအုပ်ဆရာမကြီးကရှင်စုကိုနှွေးထွေးစွာကြိုဆိုပြီးမကြခင်မှာပြန်ပြီးကျမ်းမာလာစေရမယ်လို့ကတိပေးခဲ့ပါတယ်ဒါပေမဲ့ချက်ချင်းဆိုသလိုပဲကျောင်းကအဆောင်မှုကရှင်စုကိုရဲ့အဝတ်စားကလွဲလို့ကျန်တဲ့ပစ္စည်းတွေအကုန်လုံးကိုအမိုက်ပုံနဲ့လွှင့်ပစ်လိုက်ပါတယ်ရှင်စုကိုကသူမရဲ့မဆုစာအုပ်လေးကိုခြံထားပေးဖို့တောင်းပန်ပေမဲ့အဆောင်မှုကသူမကိုစကားမနာထောင်လို့ဆိုပြီးပါရိုက်ပစ်ခဲ့ပါတယ်ဒီကျောင်းမှာကာဇူအီဆိုတဲ့မိန်းကလေးတစ်ယောက်ရှိပါတယ်သူမကတခြားမိန်းကလေးတွေနဲ့မတူပဲသဘောကောင်းပြီးကျင်နာတတ်သူပါကာဇူအီကငိုနေတဲ့ရှင်စုကိုနှစ်သိမ့်ပေးပြီးအဆောင်မှုကပထမဆုံးနေမို့လို့စီကံတင်းကျပ်တဲ့သဘောနဲ့လှုပ်တာဖြစ်ကြောင်းကြားရင်ကျင့်သားရသွားမှာဖြစ်ကြောင်းပြောပြခဲ့ပါတယ်အဲ့ဒီနောက်ရှင်စုကိုပန်းထိုးတင်တဲ့အတန်းနဲ့ခေါ်သွားပြီးတခြားကျောင်းသူတွေနဲ့မိတ်ဆက်ပေးပါတယ်ဒါပေမဲ့သူမရဲ့နာမည်ကရှင်စုကိုဆိုတာသိသွားတဲ့အခါအားလုံးကတယောက်မျက်နှာတယောက်ကြည့်ပြီးထူးဆန်းဆန်းတွေဖြစ်သွားကြပါတယ်ကီဟီယာဆိုတဲ့မိန်းကလေးကတော့ရှင်စုကိုအတန်းထဲမှာအဆင်ပြေအောင်ကူညီပေးရင်းတငယ်ချင်းဖြစ်သွားခဲ့ပါတယ်ညဘက်အိပ်ရမဝင်ခင်မှာတော့ကျောင်းသူအားလုံးကိုကျမ်းမာရေးကောင်းစေတဲ့ဆိုတဲ့စေဝါဆန်းတစ်မျိုးတိုက်ကျွေးပါတယ်ရှင်စုကိုကလည်းဘာမှမသိပဲတခြားသူတွေလိုပဲတောက်လိုက်တာပေါ့ညတကောင်ရဲ့အချိန်မှာတော့ကျောင်းသူတွေကလူမိုက်ကောင်းဆောင်လိုဖြစ်နေတဲ့ယူကာကရှင်စုကိုလိုပြီးတခြားအခန်းတစ်ခုစီခေါ်သွားပါတယ်အဲ့ဒီမှာသူမကိုဝိုင်းပြီးအနိုင်ကျင့်ကြပြီးခဲလုံးတွေနဲ့ပြစ်ပေါက်ကြပါတယ်အဲ့ဒီအချိန်မှာပဲရှီစုကိုကရုတ်တရက်သွေးတွေအန်ပြီးကျမ်းပြင်ပေါ်လဲကျသွားခဲ့ပါတယ်ကာဇူအီရောက်လာပြီးတခြားမိန်းကလေးတွေကိုအခန်းထဲကထွက်သွားဖို့မောင်းထုတ်လိုက်ပါတယ်တကယ်တော့ကာဇူအီနဲ့ယူကာကအရင်ကတငယ်ချင်းတွေဖြစ်ပေမဲ့အခုနောက်ပိုင်းမှာတော့ပြိုင်ဘက်တွေဖြစ်နေကြတာပါနောက်တနေ့မနက်မှာတော့ရှင်စုကိုကျောင်းအုပ်ကြီးရုံးခန်းနဲ့ခေါ်လိုက်ပါတယ်ကျောင်းအုပ်ကြီးကသူမကိုလက်ဖက်ရည်စမ်းတစ်မျိုးတိုက်ပြီးကျောင်းရဲ့ပြိုင်ပွဲတစ်ခုအကြောင်းပြောပြပါတယ်နှစ်စဉ်ကျမ်းမာရေးနဲ့ကြံ့ခိုင်မှုအကောင်းဆုံးကျောင်းသူ2ယောက်ကိုရွေးချယ်ပြီးတိုဂျိုကနာမည်ကြီးကျောင်းတစ်ခုမှာပညာသင်ဆုပေးတယ်လို့ဆိုပါတယ်ရှင်စုကိုလည်းအဲ့ဒီဆုရအောင်စူးစမ်းဖို့တိုက်တွန်းပြီးယောဂပျောက်ကင်းစေမဲ့ဆေးတစ်မျိုးကိုအတင်းထိုးပေးလိုက်ပါတယ်ရှင်စုကိုအခန်းကိုပြန်လာတဲ့လမ်းမှာကီဟီရာကချင်းကပ်လာပြီးအရင်ကလည်းဒီကျောင်းမှာရှင်စုကိုဆိုတဲ့နာမည်နဲ့မိန်းကလေးတစ်ယောက်ရှိခဲ့ဘူးကြောင်းလာပြောပါတယ်ယူကာဇူအီနဲ့အရင်ကရှင်စုကိုတို့ဟာအချစ်ဆုံးတငယ်ချင်းတွေဖြစ်ခဲ့ကြပေမဲ့ဒီနေ့မှာတော့အဲ့ဒီရှင်စုကိုကဘာမှမပြောဘဲပျောက်ကွယ်သွားခဲ့တာပါအဲ့ဒီနောက်ကာဇူအီကရှင်စုကိုမြေအောက်ကလှုပ်ဝက်ပစ္စည်းတို့လောင်ခန်းစီခေါ်သွားပါတယ်သူမကအဲ့ဒီခန်းထဲကနေမဆုစာအုပ်အဟောင်းတအုပ်တွေ့ထားတာမို့လို့အဆောင်မှုအသိမ်းခံလိုက်ရတဲ့ရှင်စုကိုအစားထိုးသုံးဖို့ပေးခဲ့ပါတယ်သူတို့နှစ်ယောက်ဟာအတိတ်ကအကြောင်းတွေပြောရင်းပို့ပြီးရင်းနှီးသွားကြပါတယ်ကျောင်းမှာတော့ကိုကာရကြက်ခိုင်မှုကိုအဝေးခုံတိုင်းတာနဲ့ဆုံးဖြတ်ပါတယ်အဲ့ဒီစစ်ဆေးမှုမှာယူကာနဲ့ကာဇူအီကအမှတ်အများဆုံးရခဲ့ပြီးရှင်စုကိုကတော့အားနည်းလို့မခုံနိုင်ခဲ့ပါဘူးနေ့လယ်စာစားချိန်မှာကျောင်းအုပ်ကြီးကကျောင်းသူတွေကိုဆေးကိုအချိန်မှန်တောက်ဖို့ထပ်ပြီးသတိပေးပါတယ်ဒီဆေးတွေကခန္ဓာကိုယ်အခြေအနေအရဖော်ဆက်ထားတာမို့လို့တောက်ရင်တေချာပေါက်နေကောင်းလာမယ်လို့ဆိုပါတယ်ရှင်စုကိုကကီဟီရာကိုအရင်ကရှင်စုကိုအကြောင်းတိုးတိုးလေးလမ်းပေးလိုက်တဲ့အချိန်မှာပဲလူတရက်ကီဟီရာကယူသွတ်သွားတယ်လို့မျိုးရှင်စုကိုရဲ့လေပင်ကိုညှစ်ပြီးတက်ဖို့ကြိုးစားပါတော့တယ်ကာဇူအီကဝင်ကယ်လိုက်ပေမဲ့ကီဟီရာကတော့အလိုလိုနေရင်အသက်ယောဂထားတယ်လို့ရုန်းကန်နေပြီးအယိုးတွေတချွတ်မိကပါဇက်ကနေအမြုပ်တွေထွက်လာပါတယ်ခဏကြာတော့မှကီဟီရာကပုံမှန်ပြန်ဖြစ်သွားပြီးစိတ်ဆိုးဒေါသထွက်ခဲ့တာကိုဘာမှမမှတ်မိတော့ပါဘူးနောက်ရက်မှာတော့ကာဇူအီနဲ့ရှင်စုကိုတို့ကျောင်းပြင်ပကိုခိုးထွက်ပြီးတောထဲလျှောက်လေရင်မြစ်တစင်းစီရောက်သွားကြပါတယ်ရှင်စုကိုကတသက်မှာမြစ်ကိုတစ်ခါမှမမြင်ဘူးတာမို့လို့တိတ်ကိုပျော်ရွှင်နေခဲ့ပါတယ်နောက်တစ်ချိန်ကိုကာရစစ်ဆေးမှုလုပ်တဲ့အခါမှာတော့တောင်းစရာကောင်းတော့အောင်ပဲရှင်စုကိုကတခြားမိန်းကလေးတွေထက်ပိုဝေးအောင်ခုန်နိုင်ခဲ့ပြီးကာဇူအီနဲ့ယူကာပြီးရင်တတိယနေရာရခဲ့ပါတယ်သူမရဲ့ကျမ်းမာရေးကတိတိတတ်တာကောင်းမွန်လာပြီးဒါဟာတငယ်ချင်းကောင်းတစ်ယောက်ရလို့ပဲရှင်စုကိုကထင်နေခဲ့ပါတယ်ဒါကိုကြည့်ပြီးယူကာကမနာလိုဖြစ်ကရှင်စုကိုရဲ့ဗီဒီယိုထဲကိုငှက်တီတကောင်ထည့်ပြီးလာနိုင်ခြင်းပါတယ်ဒါပေမဲ့အခုရှင်စုကိုကအရင်လိုအားနဲ့မနေတော့လို့နောက်နေ့မနက်စာစားတဲ့အချိန်မှာယူကာရဲ့ပကံထဲကိုအဲ့ဒီငှက်တီပြန်ထည့်ပြီးကလဲစားချလိုက်ပါတယ်တရက်မှာတော့ရှင်စုကိုကကာဇူအီရဲ့မွေးရအောက်မှာဒိုင်ယာရီစာအုပ်တအုပ်တွေ့ပြီးဖွင့်ကြည့်မိပါတယ်အထဲမှာကာဇူအီရဲ့စုပ်ခဲထားတဲ့ဓာတ်ပုံတစ်ပုံတွေ့ရပြီးကျမ်းပြင်ပေါ်မှာဆွဲကြိုးတစ်ကောင်ကျနေတာကိုမြင်လိုက်ပါတယ်ကောက်ဖို့လုပ်တဲ့အချိန်မှာပဲကတင်အောက်ကနေလက်တစ်ဖက်ထွက်လာပြီးဆွဲကြိုးကိုလူယူသွားပါတယ်ကတင်အောက်ကိုငုံကြည့်တော့ဘာမှမရှိပေမဲ့ရုတ်တရက်အခန်းတစ်ဖက်မှာတရေတစီလိုရုပ်ပြက်စင်းပြက်ဖြစ်နေတဲ့မိန်းကလေးတစ်ယောက်ပေါ်လာပါတယ်ရှင်စုကိုလမ်းဖြတ်ပြီးအပြင်ကိုပြေးထွက်သွားခဲ့ပါတယ်အဲ့ဒီနောက်အီဂူချီဆိုတဲ့မိန်းကလေးတစ်ယောက်ထပ်ပြီးဆန်းဆန်းပြပြပျောက်ဆုံးသွားပါတယ်
ကျောင်းအကြီးကတော့သူမရဲ့အမေကညကပဲလာခေါ်သွားတာလို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့ရှင်စုကိုကတော့ဒါကိုမယုံပါဘူး။ဘာလို့လဲဆိုတော့ကတင်အောက်မှာသူမတွေ့ခဲ့တဲ့ရုပ်ပြစင်းပြမိန်းကလေးကအီကူချီနဲ့ရုပ်ချင်းအတူတူပဲဖြစ်နေလို့ပါ။ဒီအကြောင်းကိုကာဇူအီကိုပြောပြပေးမယ်လေကာဇူအီကမယုံပါဘူး။အဲ့ဒီနောက်ကီဟီရာကရှင်စုကိုတကယ်ပဲအီကူချီကိုမြင်ခဲ့တာလားလို့မေးပြီးလှေကားအောက်ကိုတွားကြည့်ဖို့ပြောပါတယ်။အဲ့ဒီမှာတွားကြည့်တဲ့အခါအီကူချီလိုပဲဒဏ်ရာတွေနဲ့ပျက်စီးနေတဲ့တခြားကျောင်းသူတယောက်ကိုတွေ့လိုက်ရပါတယ်။ရှင်စုကိုလန့်ပြီးနောက်ဆုတ်လိုက်တဲ့အချိန်မှာပဲကီဟီရာကသူမကိုသူမလဲပင်ပြန်ညစ်ပြီးအော်ဟစ်နေပါတယ်။အဲ့ဒီနောက်ကျမ်းပြင်ပေါ်လဲကျသွားပြီးအယိုးတွေကျိုးချေကခန္ဓာကိုယ်ကြီးကနှစ်ပိုင်းခောက်သွားသလိုဖြစ်သွားပါတယ်။ရှင်စုကိုကအဆောင်မှုကိုတွားခေါ်ပြီးပြန်လာတဲ့အခါမှာတော့ကီဟီရာရောအဲ့ဒီမိန်းကလေးပါပျောက်ချင်းမလားပျောက်ဆုံးသွားပြန်ပါပြီ။ကျောင်းအုပ်ကြီးကတော့ရှင်စုကိုခေါ်ပြီးသူမဟာစိတ်အာရုံခြောက်ခြားနေတာဖြစ်လို့စေးပမာဏပိုတိုးတောက်ရမယ်လို့ပြောပါတယ်။ပြီးတော့ကီဟီရာကတော့တခြားကျောင်းကိုပြောင်းသွားပြီလို့လိန်ညာခဲ့ပါတယ်။ရှင်စုကိုကတော့ဒီကျောင်းမှာတခုခုအကြီးကျယ်မှားယွင်းနေပြီဆိုတာသိချသွားပါပြီ။အဲ့ဒီနောက်ကွင်းထဲမှာကာဇူအီနဲ့ရှင်စုကိုစကားပြောဖြစ်ကြတဲ့အခါကာဇူအီကအရင်ကရှင်စုကိုတတိယလို့သာသူမအပေါ်ကောင်းပြနေတာဖြစ်ကြောင်းသူမကိုအစားထိုးတစ်ခုလိုသဘောထားတာဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။ရှင်စုကိုကစိတ်ဆိုးဒေါသထွက်ပြီးအဝေးခုံကွင်းထဲမှာမယုံနိုင်စရာကောင်းလောက်အောင်ပြေးခုန်လိုက်ရာကွင်းတစ်ခုလုံးကိုကြော်ဖြတ်ပြီးတစ်ဖက်ကိုရောက်သွားပါတယ်။သူတို့နှစ်ယောက်စလုံးစွန့်သွားကြတာပေါ့။အိမ်သားထဲရောက်တော့ရှင်စုကိုကခန္ဓာကိုယ်ထဲမှာထူးဆန်းတာတွေခံစားနေရလို့ကူညီဖို့တောင်းပန်ပါတယ်။ဒါကကာဇူအီကိုအတိတ်ကဖြစ်ရဆိုးတစ်ခုကိုတတိယသွားစေပြီးသူမကခြောက်ခြားစွာနဲ့မြေအောက်ခန်းကိုထွက်ပြေးသွားပါတော့တယ်။ကာဇူအီရဲ့အတိတ်မဲ့ရချက်မှာတော့အရင်ကရှင်စုကိုဟာအခုလိုမျိုးပဲဝေဒနာခံစားရပြီးကာဇူအီကိုကူညီဖို့တောင်းပန်ခဲ့ပေမဲ့ကာဇူအီကကြောက်လန့်ပြီးတွန်းထုတ်ခဲ့မိတာပါ။နောက်မှအဆောင်မှုနဲ့အတူပြန်လာတဲ့အခါမှာတော့အဲ့ဒီရှင်စုကိုကပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ကာဇူအီနဲ့ရှင်စုကိုတို့ဟာကျောင်းအုပ်ကြီးအခန်းထဲကိုခိုးဝင်ပြီးမိန်းကလေးတွေဘာလို့ပျောက်သွားလဲဆိုတာကိုလိုက်ရှာကြပါတယ်။အဲ့ဒီအချိန်မှာပဲကျောင်းအုပ်ကြီးနဲ့ဂျပန်စစ်ဗိုလ်တယောက်အခန်းထဲဝင်လာလို့ဗီဒီယိုနောက်မှာပုံနေခဲ့ရပါတယ်။သူတို့ပြောနေတဲ့စကားတွေအရဒီကျောင်းကမိန်းကလေးတွေကိုစစ်တပ်ကလူသားဆန်းသက်ကွက်အနေနဲ့အစွမ်းထက်စူပါစစ်သားတွေဖြစ်လာစေမဲ့စေဝါတွေစမ်းသပ်နေတာဖြစ်ကြောင်းသိလိုက်ရပါတယ်။ဒီဆေးကယာယီအဖြစ်လူတန်ကြီးတွေလိုအစွမ်းထက်စေပေမဲ့နောက်ဆုံးမှာတော့ဘေးထွက်ဆိုးကျိုးအနေနဲ့ယူတုပ်ပြီးတေဆုံးစေတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျောင်းသူတွေဟာပုံရှိုးကွယ်ရှိုးနဲ့တေဆုံးကုန်ကြတာဖြစ်ပါတယ်။အပြင်မှာတော့ယူကာတယောက်ဆေးရဲ့ဘေးထွက်ဆိုးကျိုးကြောင့်ယူတုပ်ပြီးတစ်ပင်ပေါ်ကနေခုန်ချတေဆုံးသွားခဲ့ပါတယ်။ရှင်စုကိုနဲ့ကာဇူအီတို့ဟာကျောင်းပြင်ပကိုထွက်ပြေးဖို့ကြိုးစားရင်းတောထဲကဂျပန်စစ်စခန်းတစ်ခုကိုရောက်သွားပါတယ်။အဲ့ဒီမှာစစ်သားတွေနဲ့တိုးပြီးကာဇူအီကကြောကုန်းကိုတနက်အပြစ်ခံလိုက်ရပါတယ်။စစ်သားတွေကကာဇူအီကိုကျောင်းကိုပြန်ခေါ်သွားပြီးကတင်မှာတုံနှောင်ထားလိုက်ပါတယ်။ရှင်စုကိုကတော့သူမကိုကယ်ဖို့ကျောင်းရုံးခန်းကနေတနက်တလက်ခိုးယူပြီးလိုက်လာခဲ့ပါတယ်။ဒါပေမဲ့အဆောင်မှုနဲ့စစ်သားတွေရဲ့တိုက်ခိုက်ခြင်းကိုခံရပြီးသတိမေ့သွားခဲ့ပါတယ်။ညဘက်မှာတော့ကျောင်းအကြီးနဲ့အဆောင်မှုဟာကျန်တဲ့မိန်းကလေးတွေကိုပါဆေးတွေအတင်းရှူခိုင်းပြီးစမ်းသပ်မှုအပိသက်ဖို့လုပ်နေပါတယ်။ဒါပေမဲ့ဂျပန်စစ်ဗိုလ်ကတော့ကျောင်းအုပ်ကြီးကိုအသုံးမလိုတော့ဘူးဆိုပြီးတစ္ဆာဖောက်ကအာဏာလုလိုက်ပြီးစစ်သားတွေနဲ့ကျောင်းကိုဝိုင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာကာဇူအီဟာရေတွေပြည့်နေတဲ့မှန်တစ်တာအိုးကြီးထဲမှာအပိတ်ခံထားရပြီးရုန်းကန်နေရပါတယ်။ရှင်စုကိုတတိယလာပြီးလိုက်ရှာတဲ့အခါမှာတော့ကာဇူအီအပါဝင်မိန်းကလေးတွေအားလုံးဟာမှန်ကန်ကြီးတွေထဲမှာအေးခဲပြီးတေဆုံးနေတာကိုတွေ့လိုက်ရပါပြီ။အချစ်ဆုံးတငယ်ချင်းတေဆုံးသွားတာကိုမြင်လိုက်ရတဲ့ရှင်စုကိုဟာအလွန်အမင်းဝမ်းနဲ့ကြေကွဲရာကနေဒေါသတရားတွေပေါက်ကွဲလာပါတော့တယ်။ဆေးရဲ့အစွမ်းကြောင့်ရရှိထားတဲ့စူပါအော်ဂဲနစ်အားအင်တွေနဲ့ရှင်စုကိုဟာတကားချက်ကြီးကြီးကိုမပြီးစစ်သားတွေစီလွှင့်ပစ်လိုက်ပါတယ်။စစ်သားတွေကတနက်တွေနဲ့ဝိုင်းပစ်ပေမဲ့သူမကတွက်လက်မျက်စံစွာနဲ့ရှောင်ကွင်းပြီးစစ်သားတွေကိုတယောက်ပြီးတယောက်ရဲရဲဆက်ဆက်တက်ဖြစ်ပါတော့တယ်။တခြားအခန်းကမိန်းကလေးတွေလည်းစိတ်ရှိန်ကြောင့်လိုးလာပြီးအဆောင်မှုကိုဝိုင်းပြီးလေပင်းညစ်တက်ပစ်လိုက်ကြပါတယ်။ကျောင်းကြီးကစစ်တပ်ကိုဖုံးဆက်အကူအညီတောင်းဖို့ကြိုးစားပေမဲ့ရှင်စုကိုကမိသွားပြီးအဝေးကိုလွှင့်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်ကာဇူအီရှိယာကိုတွားနေတော့ကျောင်းအုပ်ကြီးကတနက်နဲ့လှမ်းပစ်လိုက်ရာတနက်ကြီးဆန်ကကာဇူအီရှိတဲ့မှန်တက်တာကိုထိမှန်ပြီးကွဲထွက်သွားကကာဇူအီရဲ့အလောင်းကြီးမြေပြင်ပေါ်ကျလာပါတယ်။ဒါကိုမြင်တော့ရှင်စုကိုပိုပြီးတွေးယူသွတ်သွားကကျောင်းအုပ်ကြီးကိုမပြီးနေရန်ကတန်ချုံနဲ့အရှင်လက်လက်ထိုးဆိုင်ပြီးကလဲစားချလိုက်ပါတယ်။
ဇလန်းရဲ့နောက်ဆုံးပြကွက်မှာတော့ဆေးရအာနီတင်ကြောင့်ယူတုတ်ကုန်တဲ့တခြားမိန်းကလေးတွေဟာလည်းတယောက်နဲ့တယောက်တက်ဖြတ်ရင်းအကုန်လုံးတေဆုံးကုန်ကြပါတယ်။တကြောင်လုံးတွေးပင်လဲဝေပြီးအလောင်းတွေကြီးပဲကြံခဲ့တဲ့အထက်မှာရှင်စုကိုတယောက်ပဲဒဏ်ရာတွေနဲ့ကာဇူအီရဲ့အလောင်းဘေးမှာထိုင်ရင်းသူမလည်းတိတ်ဆိတ်ငြိမ်သက်သွားခဲ့ကဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါတော့တယ်ခင်ဗျာ။